တရားအားထုတ်နေရင်တရားမနာသင့်ပါဘူးဓမ္မမိတ်ဆွေများအားလို့မင်္ဂလာပါလို့နှုတ်ခွန်းဆက်တာအပ်ပါတယ်ရှင်ဒီဗီဒီယိုလေးကတော့တရားချစ်သူတူရဲ့ကိုတွေ့တရားအသည့်တွေကိုပြန်လည်ပြီးမျှဝေပေးတာပဲဖြစ်ပါတယ်ရှင်အလုပ်ပြီးတရားကိုနားပြီးအိမ်မှာတရားအားထုတ်ပါတယ်လို့ညီမလေးတစ်ယောက်ကပြောလို့ထပ်ပြီးပြောပြပေးပါရစေရှင်ကျမတို့အလုပ်ပြီးတရားဆိုတာတရားအားမထုတ်ထားရင်နားမလည်ကြပါဘူးရှင်တရားစခန်းဆိုတာလူသစ်ဒါမှမဟုတ်သီလသမာဓိစခန်းယုံနံကွဲသွားပြီးသားသူတွေအတွက်လက္ခဏာစခန်းအထက်ဉာဏ်တွေအတွက်ဉာဏ်စခန်းဆိုပြီးတရားကိုသူ့အစစ်နဲ့သူအားထုတ်ရတာပါတရားပြဆရာတွေကလည်းစခန်းမှာရှိတဲ့ယောဂီတွေရဲ့ဇယိုက်နဲ့သီလသမာဓိပေါ်မူတည်ပြီးတရားတွေထွက်လာတာဖြစ်ပါတယ်ရှင်လူသစ်စခန်းမှာတော့တစ်ချိန်နဲ့တစ်ချိန်တစ်ရက်နဲ့တစ်ရက်မတူပါဘူးယောဂီတွေတရားတက်ရင်တက်တယ်လို့မလိုက်နိုင်ရင်မလိုက်နိုင်တယ်လို့ဆရာသမားတွေကအာယုံချတယ်လို့တရားပြကြတာဖြစ်ပါတယ်ရှင်လက္ခဏာစခန်းဉာဏ်စခန်းကရှုွက်တွေလည်းယောဂီတွေရဲ့ရှုွက်လိုက်ွက်ကိုကြည့်ပြီးဆရာသမားပြနေတဲ့တရားတွေမတူကြပါဘူးတရားစခန်းဝင်ပြီးတရားအားထုတ်မှသာဆရာပြချက်နဲ့ယောဂီရှုွက်ကဟန်ချက်ညီးပြီးတရားတက်နိုင်မှာဖြစ်ပါတယ်တရားစခန်းပြီးရင်အိမ်မှာတရားစခန်းကအတွေ့အကြုံနဲ့ယောဂီကတရားဆက်အားထုတ်ရမှာပါတရားအားထုတ်တာမှန်မှန်လေးအားထုတ်နေဖို့လိုပါတယ်ဒါမှသာသတိသမာဓိအားကောင်းလာမှာဖြစ်ပါတယ်နောက်တရားစခန်းရှိရင်ပြန်ဝင်အဲ့ဒီလိုနဲ့သီလသမာဓိအားကောင်းလာပြီးရှုခွက်တွေတက်ဉာဏ်တွေထက်လာမှာပါကျမတို့တော့လူတိုင်းကိုစကားတပြိုတည်းမပြောကြပါဘူးတချင်းကြိုက်တဲ့သူနဲ့ဆိုတချင်းအကြောင်းလေးတွေဦးစားပေးပြောမယ်စီးပွားရေးသမားဆိုစီးပွားရေးအကြောင်းတွေဦးစားပေးပြောမယ်အစာကြိုက်တဲ့သူဆိုအစာတရားကြိုက်တဲ့သူဆိုတရားစသဖြင့်လူကိုကြည့်ပြီးစကားကောင်းစင်မတူအောင်ပြောကြတာပဲမဟုတ်ပါလားလူတိုင်းနဲ့တရားအကြောင်းတွေပဲပြောနေလို့မရတယ်လို့ပါပဲရှင်အလိုက်တင်ကလေးပဲပြောဆိုဆက်ဆံရပါတယ်တရားတွေလည်းတူတူပါပဲအားထုတ်နေတဲ့ယောဂီကိုကြည့်ပြီးဆရာသမားတွေကတရားပြကြတာပါလိုရင်းကအိမ်မှာတရားကိုနားပါလိုအပ်ပါတယ်တရားအားထုတ်နေရင်းနဲ့တရားမနာသင့်ဘူးလို့ပြောတာပါဆရာဟောတဲ့တရားနဲ့မိမိရဲ့ရှုွက်အချိတ်ဆက်မမိနေလို့ပါအာယုံကတရားအတန်ပေါ်မှီးနေလို့ခန္ဓာမှာမရှိတဲ့အတွက်အချိန်ကုန်ပြီးအကျိုးနည်းပါလိမ့်မယ်ဒါကိုဆိုလိုပါတယ်ရှင်တရားကိုအားထုတ်လာကြလို့အင်တန်ဝမ်းသာပါတယ်အောက်တန်တရားကိုလွတ်မဲ့သူတွေကမနေတော့ပါဘူးတရားကိုအားမထုတ်ချင်တဲ့သူတွေလည်းနားလည်ပါတယ်ရှင်အကြောင်းကြောင့်ဖြစ်လာတဲ့အကျိုးပါပဲတရားကိုအချိန်နဲ့ခန္ဓာကိုယဉ်ပြီးအားထုတ်ရမှာမိမိရင်းရကြုံနဲ့အောင်ထိမိမိလေးဖြစ်အောင်ပြောပြပေးရခြင်းပဲဖြစ်ပါတယ်ရှင်ဒီနေ့မျှဝေပေးခဲ့တဲ့အကြောင်းအရာလေးနဲ့ပတ်သက်လို့မရှင်းလင်းတာသိလိုတာများရှိရင်ဒီဗီဒီယိုအောက်မှာရေးသွားပေးနိုင်ပါတယ်ရှင်နောက်အလင်းသိရင်သိတယ်လို့ဗီဒီယိုလေးတွေထပ်လုပ်ပြီးအကျယ်တဝင့်ရှင်းပြပေးသွားပါဦးမယ်ရှင်နားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်